သူမခမညာကွဲတက်ဖို့အတွက်ရောက်ခမပေးတဲ့ကောင်ဝင်ကိုအသားကုန်စူးစမ်းပြီးအနိုင်နိုင်ဝစ်ခဲ့ရတာဒါပေမဲ့ကွဲလဲရောက်ရောမင်းမဆက်နေယောက်ျားရဲ့အောက်လမ်းမှာကလည်းအဲ့ဒီကောင်ဝင်မျိုးကြီးကိုပဲထက်တူညီနေအောင်ဝစ်လာတာကိုတွေ့လိုက်ရတယ်ကိုစိုးတာကဘာလဲဆိုတော့အဲ့ဒီမိမဝစ်လာတဲ့ကောင်ဝင်ကသူမထက်လေးဆိုင်တောင်တင်းနေတာလေအဲ့ဒီတော့ကွဲလေမှာသူမတယောက်တည်းလူပြက်ကြီးလို့ဖြစ်ပြီးအားလုံးရဲ့ထောင်ပြောင်တာကိုခံလိုက်ရတာပေါ့ရောက်ခမကြီးကလည်းကူညီဖို့ဝေးစွာသူ့သားကိုတခြားဘာသာစကားတစ်ခုနဲ့ဒီမိမကိုကွာရှင်းလိုက်တော့အဲ့လိုကုန်းတိုက်နေတာယောက်ျားဖြစ်သူကလည်းကွာရှင်းဖို့ကတော့ကွဲပြီးမှာပဲလို့ခက်အေးအေးပြန်ပြောနေတာကိုကြားလိုက်ရတဲ့အချိန်မှာသူမရင်ကျိုးသွားရတယ်အချစ်ဆုံးပါဆိုတဲ့ယောက်ျားကကွဲရမှာအောက်လမ်းမနဲ့ပေါင်းပြီးသူမကိုဖျက်ဖို့ကြံစီနေကြတာကိုဒါပေမဲ့သူတို့မသိတာကသူမဟာအဲ့ဒီဘာသာစကားကိုအကုန်နားလည်နေတဲ့အပြင်ဒီနိုင်ငံမှာအချမ်းသာဆုံးဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အမေရိကန်တရေသမီးတစ်ယောက်ဖြစ်နေတယ်ဆိုတာပဲသူတို့နှစ်ယောက်တက္ကသိုလ်မှာစတွေ့တော့ကယောက်ျားဖြစ်သူဟာသူမရဲ့နောက်ခံကိုလုံးဝမသိပဲ3နှစ်တောင်လိုက်ပိုးပန်းခဲ့တာသူမကလည်းစိတ်ရင်းကိုတနာလို့လက်ထပ်ခဲ့ပြီးသူ့ရဲ့စီးပွားရေးကိုပါကွဲရကနေတိတ်တဆိတ်ပန်းပိုးပေးခဲ့တာပေါ့ဒါပေမဲ့ကလေးမွေးပြီးတဲ့နောက်မှာတော့သူမခန္ဓာကိုယ်ကအယမ်းဝလာခဲ့တယ်နှမငယ်လေးခံစားနေရတာကိုမကြည့်ရတဲ့အကို3ယောက်ကတော့နှစ်တိုင်းဖျားကြောင်းသွားပြီးဘုန်းကြီးစီမှာအံဖွယ်စည်းလုံးရဖို့အတွက်အချိန်ပေါင်းထောင်ချီပြီးလူထောက်တောင်းပန်ခဲ့ကြတယ်နှမလေးရဲ့ယုံကြည်ချက်တွေပြန်ရစီခြင်းလို့လေနောက်ဆုံးတော့ဘုန်းကြီးကလည်းသူတို့ရဲ့တန်ရောစင်ကိုတနာလို့အံဖွယ်စည်းလုံးတစ်လုံးပေးလိုက်တယ်အကိုတွေကစည်းလုံးကိုကင်ပြီးနှမစီအပြေးလွှားသွားနေတဲ့အချိန်မှာသူမကတော့အိမ်မှာရဲရဲဆက်ဆက်နှိမ်ချဆက်ဆံတာကိုခံနေရတော့သူမကရောက်ခမကြိုက်လိုက်ပြီးအဲ့ဒီကောင်ဝင်ကိုဝစ်ခဲ့တယ်လို့ဒီပွဲမှာသူ့ယောက်ျားကိုဟိုတယ်ရဲ့ဥက္ကဋ္ဌရာထူးခံပေးဖို့အထိစီစဉ်ထားခဲ့တာဒါပေမဲ့ကွဲလဲရောက်ရောယောက်ျားဖြစ်သူကအောင်လမ်းမကိုလက်ချိတ်ပြီးဝင်လာခဲ့တယ်သူမမြေတော်မြောက်ပေးခဲ့တဲ့လူကမကြခင်ဘော့စီဖြစ်တော်မယ်ဆိုပြီးဝင်ကြွားနေတာပေါ့အောင်လမ်းမကလည်းသူမကိုလူရမသွင်းပဲတတိကတော့နေရာကိုလူ့ကိုကွက်ချနေတာအောင်လမ်းမကရောက်ခမကြီးကိုကဘာမှာတခုလေးရှိတဲ့ခရမ်းရောင်ကြောက်စိမ့်ဆွဲကြိုးကိုလက်ဆောင်ပေးလိုက်တော့ဘွားကြီးကပြုံးပြော်ပြီးသူမကိုအသုံးမကျတဲ့ကောင်မလို့နှိမ့်တော့တာပေါ့အဲ့ဒီအချိန်မှာယောက်ျားဖြစ်သူကသူ့မှာလည်းလက်ဆောင်ပါသေးတယ်ဆိုပြီးထုတ်ပြခိုင်းလို့ဖွင့်ကြည့်လိုက်တော့အောင်လမ်းမပေးတဲ့ဆွဲကြိုးနဲ့ထပ်တူပဲဖြစ်နေပြန်ရောချက်ချင်းမဲ့လူတွေကသူမကိုအတူကြီးပေးတယ်ဆိုပြီးဝိုင်းဆွဆွဲကြတယ်နင်ကဘာမို့လို့ငါအမေကိုပစ္စည်းတူနဲ့လာကတော့ရတာလဲသူမကဘီလီယံနာဖြစ်နေတာအဲ့ဒီပစ္စည်းဘယ်လိုလုပ်အတူဖြစ်နိုင်မှာလဲဒါပေမဲ့ဘယ်သူမှမယုံကြတော့သူမငြိမ်ခံလိုက်ရတယ်ပြီးတော့သူတို့တွေနောက်ွယ်မှာကွာရှင်းဖို့တခြားဘာသာစကားနဲ့ပြောနေတာကိုတက်ကြရပြန်တယ်သူမနားမလည်ဘူးနှက်နဲ့ကွဲတက်ရင်အောက်လမ်းမကိုပဲဇနီးနေရာမှာအစားထိုးခေါ်သွားနေတဲ့အောက်လမ်းမကတနာချင်အောင်ဆောင်ပြီးသူမလက်ကိုကန်ရင်နားနာကပ်ပြီးအစိတ်တောက်စကားတွေပြောလာတယ်တကယ်တော့ညီကိုကြည့်ရတာရုံဖို့ကောင်းလိုက်တာရောက်ခမကြီးကငါတို့နှစ်ယောက်ကြားကကွာခြားချက်ကိုသိစေခြင်းလို့ဒီကောင်ဝင်ကိုတမင်ပေးဝတ်တာဟဲ့ပြောပြရတဲ့အောက်လမ်းမကတွန်းချခံရတယ်လို့မျိုးဟန်ဆောင်ပြီးလဲကြပြကသူမကိုပြစ်ပုံချတော့တာပေါ့ကန်းနေတဲ့ယောက်ျားကလည်းသူမကိုပဲပေါ်တော့တယ်သူမဘလောက်ပဲမလုပ်ဘူးလို့ညင်းညင်းဘယ်သူမှမယုံခဲ့ဘူးသူမရဲ့သမီးလေးကလွဲလို့ပေါ့နောက်ဆုံးတော့အဲ့ဒီလူယုံမာကသူမကိုပြစ်ထားခဲ့ပြီးအောက်လမ်းမကိုစေးုံခေါ်သွားခဲ့တယ်ရောက်ခမကြီးကလည်းကွာရှင်းစာချုပ်ကိုမျက်နှာတက်တက်ပြစ်ပေါက်ပြီးသမီးလေးကိုပါခေါ်သွားဖို့လုပ်တော့တာပေါ့သူမခမညာရင်ခွဲမတက်ခံစားရပြီးသွေးလန့်ကဘိုက်ထဲကကလေးလေးပါပြစ်ကျသွားခဲ့ရရှာတယ်စေးုံကဆင်းတော့သမီးလေးကိုမေးရတယ်သမီးဘယ်သူနဲ့လိုက်မလဲလို့မေးတော့သမီးလေးကဝေခွဲမနေပဲအမေနဲ့ပဲလိုက်မယ်လို့ရွေးချယ်ခဲ့တယ်ဒါလေးကပဲကြေကွဲနေတဲ့သူမနှလုံးသားအတွက်အားစိတ်ဖြစ်ခဲ့ရတာဒါပေမဲ့အိမ်ကနေမထွက်သွားခင်မှာပဲကိုလူယုံမာကအောက်လမ်းမကိုအိမ်ပေါ်ခေါ်တင်လာပြန်ရောရှင်တော်တော်ရဲရောတာပဲနော်ကို့အသွေးသားကလေးတယောက်လုံးဆုံးရှုံးသွားတာတော့တခြားမိမကိုပြုစုဖို့အချိန်ရှိသေးတယ်ပေါ့ဘာကလေးဟုတ်လားနင်ပိုက်ကြီးနေရလားရှင်တို့ကျေးဇူးကြောင့်အခုတော့မရှိတော့ဘူးဒါကိုရောက်ခမကြီးကကန့်လန့်ဝင်တိုက်ပြီးဒီမိမကကလေးမမွေးနိုင်တော့လို့ညာနေတာဆိုပြီးသူ့သားကိုပြောပြန်တယ်ယောက်ျားဖြစ်သူကလည်းဒါကိုတဝင်းတူပြီးလိမ့်နဲ့အမှတ်နဲ့မယုံဘူးလေနောက်ဆုံးစစ်ချက်အစီရင်ခံစာကိုမျက်နှာနဲ့ပြစ်ပေါက်လိုက်မှာပဲအဲ့ဒီလူယုံမာကမျက်နှာပြောင်တိုက်ပြီးနောက်ထပ်မွေးရင်ရတာပဲလို့လွယ်လွယ်လေးပြောလာတယ်ရှင်းမှာနှလုံးသားကောရှိရဲ့လားရှင်းအတွက်ကလေးမွေးပေးရလို့ကျမအနှတွေပြက်ပြီးဝိတ်တရားကျော်ထိဖြစ်သွားခဲ့ရတာဒါကိုကိုလူယုံမာကအေးဆက်ဆက်နဲ့ဗာပြန်ပြောလဲဆိုတော့မိမတိုင်းကလေးမွေးတာပဲဒါပေမဲ့ညီလိုဝိတ်တရားကျော်ထိဝါလာတဲ့သူတော့မရှိဘူးအဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာသူမကဝဝပိန်ပိန်ရုပ်ဆိုးဆိုးလှလှအမြဲချင်နေပါမယ်ဆိုတဲ့သူ့ရဲ့ကလေးတွေကိုပြန်တရိယာသွားပြီးရင်လာလိုက်ရတာပေါ့အချစ်ကိုတက်လိုက်တာအောက်လမ်းမဟုတ်ဘူးဒီလူယုံမာရဲ့ကလေးတူတွေပဲဖြစ်နေတာပဲသူမကွာရှင်းဖို့ပြက်ပြက်သားသားဆုံးဖြတ်ပြီးသမီးလေးကိုခေါ်ပြီးထွက်လာခဲ့တော့တယ်သူမကလေးတက်ကြတဲ့တင်းကြတာနဲ့အကိုတွေကချက်ချင်းပြန်ရောက်လာပြီးနှမလေးကိုဖက်ကအားပေးကြတယ်အကိုတယောက်ကကိုကောင်ကိုသွားတက်မယ်လုပ်နေတာကိုသူမကတားလိုက်တယ်မလုံးနဲ့သူ့ကိုကျမလက်နဲ့ကိုယ်တိုင်ကလည်းစားချင်မယ်သူမအိမ်ကိုပြန်လာပြီးဟိုတယ်ရဲ့ယာရုအနှင်းပွဲဆယ်မနီမှာအဲ့ဒီလင်ဟောင်းကိုယာရုဖြုတ်လူပေါ်လဲမှာအဆက်ခွဲပြီးအောက်လမ်းမကိုပါအရှောင်ဆွဲချပစ်မယ်လို့တစ္ဆာဆိုလိုက်တယ်အဲ့ဒီအချိန်မှာအကိုဖြစ်သူကဖုန်ကြီးစီကရလာတဲ့ဆေးလုံးကိုပေးပြီးဒီဆေးကိုတောက်ပြီးဝေးချလိုက်ပြီးရင်သူတို့အားလုံးရဲ့မျက်လုံးတွေကန်းသွားအောင်လုပ်ပြလိုက်စမ်းနှမလေးသူမကတော့ဒါကြီးကိုတိတ်မယုံပေးမယ်အကိုရဲ့မြစ်တာကိုထောက်ထားပြီးတောက်ချလိုက်တယ်အစာပိုင်းတော့ဘာမှမထူးကြပဲဘိုက်ထဲကပဲစူပြီးအပြင်းထန်လာခဲ့တယ်အကိုတို့ဆေးမပေးလိုက်တာလားမသိဘူးအာနားလိုက်တာဟင်းမိမိကိုရဲကနေအလင်းတွေတောက်ပနေတယ်နှမလေးနင်းအစင်ပြေရဲ့လားကျမကိုလိန်နေကြတယ်ဆိုတာသိရတာရင်နာဖို့ကောင်းလိုက်တာအတန်တိတ်ထွက်သွားပြီးဘာမှမပြောပါနဲ့တော့